Hello အားလုံးပဲမင်္ဂလာပါဝါတာရှိကတော့ Yukimi Channel ကတက်မယ်ဖြစ်ပါတယ်ဒီနေ့မှာတော့ Andrew Standard 2500စာအုပ်ထဲကအခန်း7ကိုရောက်ပါပြီဒီခန်းမှာဆိုရင်တော့ Tenki ရာသီဥတု Tenko မိုးလေဝသဒါနဲ့သက်ဆိုင်တဲ့ဝါဒတွေကိုလေ့လာရမှာပါဝါတာရှိကလေတစ်ခုမြင့်တဲ့ခင်နေတာရှိပါတယ်အပြင်မှာစာရီလည်းတင်တော့အတန်ကအကွဲကွဲဖြစ်နေတာဘာလို့ဆိုတော့တစ်နေ့ကုန်တောက်လျှောက်တင်ပြီးသွားရင်လေအဲ့ကအတန်ကကောင်းကောင်းပြီးပြီးတတမကြတဲ့အခါမျိုးဖြစ်ခဲ့ရင်တောင်းပန်ပါတယ်နော်ဟဲ့ကြည့်အောင်ဒီမှာဆုံးTenko, Tenko, Tenko, မိုးလေဝသခိုင်းစေခိုင်းစေခိုင်းစေနေတာချင်းယူဒချိယူဒချိယူဒချိညနေခင်းခဏတစ်ဖြုတ်ရွာတော့မိုးအဲ့တော့ညနေခင်းမှာရွာတဲ့မိုးပြေးပေါ့အိုးအမဲအိုးအမဲအိုးအမဲမိုးတဲ့ထန်စွာရွာသွန်းခြင်းဇာ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 မိုးရွာရင်မိတဲ့တဝေါဝေါဆိုတဲ့အတန်ဇာဇာဘူးရီနိုအမေဇာဇာဘူးရီနိုအမေဇာဇာဘူးရီနိုအမေတဝဝရွာတော့မိုးခမီနာရီကအိုချီရုခမီနာရီကအိုချီရုခမီနာရီကအိုချီရုမိုးကြိုပစ်သည်ခေဟိုခေဟိုခေဟိုတတိပေးချက်နိုးစော်ချက်ခီရီခီရီခီရီမြူခီရီကဟာရဲရုခီရီကဟာရဲရုခီရီကဟာရဲရုမြူဆိုင်တာတွေပျောက်သွားပြီလို့ပြောတာမြူကွဲသွားပြီရှိမိုစီနင်းရှိမိုကဖူရီရုရှိမိုကဖူရီရုရှိမိုကဖူရီရုစီနင်းကြသည်ဖူဘူခိဖူဘူခိဖူဘူခိနင်းမုံတိုင်းဖူဘူခုဖူဘူခုဖူဘူခုနင်းမုံတိုင်းကြသည်ရှိခဲရှိခဲရှိခဲဆိုထိုင်းမှုဆိုထိုင်းစဆွေယူကအခဲရုဆွေယူကအခဲရုဆွေယူကအခဲရုမိုးရသည်ကုံဆုံးမီတိုင်းခိတိုင်းခိတိုင်းခိလေထုတိုင်းခိအိုဆန်တိုင်းခိအိုဆန်တိုင်းခိအိုဆန်လေထုညဉ့်ညမ်းမှုအိုဆန်ဆိုတာကညဉ့်ညမ်းတာကိုပြောတာနော်ခီယာစခီယာစခီယာစလေဖီအားခိုခီယာစခိုခီယာစခိုခီယာစလေဖီအားမြင့်ခြင်းတေခီယာစတေခီယာစတေခီယာစလေဖီအားနှိမ်ခြင်းအွန်ဒနာအွန်ဒနာအွန်ဒနာပူနွေးသောအွန်တိုင်အွန်တိုင်အွန်တိုင်တမပိုင်းအွန်တိုင်တေခီယာစအွန်တိုင်တေခီယာစအွန်တိုင်တေခီယာစတမပိုင်းလေဖီယာနှိမ်ခန်တိုင်ခန်တိုင်ခန်တိုင်အေးပိုင်းနှစ်တိုင်နှစ်တိုင်နှစ်တိုင်အပူပိုင်းနှစ်တိုင်နောဇန်ဂုရုနှစ်တိုင်နောဇန်ဂုရုနှစ်တိုင်နောဇန်ဂုရုအပူပိုင်းတစ်တော်အဲ့တော့ unit 12ကိုပါဆက်သွားလိုက်ပါမယ်။အခါနေဆိုတော့ပိုက်ဆံငွေကြေးဂန်ခင်ငွေသားကက်ရှုငွေသား cash ကိုပြောတာကက်ရှုတဲ့ဟာရောက်ငွေသားနဲ့ပေးချေသည်ခင်ဆန်ငွေကြေးတိုင်းခင်ငွေလုံးငွေခဲငွေလုံးငွေရင်းရှိဟိတ်ငွေဆက်ကူခါဝါဆဲငွေလဲလဲခြင်းဂင်းခိုခိုးစာဘန်စရင်ဘန်အကောက်ဂင်းခိုခိုးစာကိုဟီရာခုဘန်အကောင့်ဖွင့်သည်ဘန်စရင်ဖွင့်သည်ဒီဘက်မှာလေရှိဟိန်းနဲ့တူတာကဟိုဆက်ကူရွက်လေအဲ့မှာပါလို့ဒါငွေကိုရည်တဲ့ခါမှာသုံးတယ်နော်ဆိုခင်စရုငွေလွှဲသည်ဆိုခင်ငွေလွှဲခြင်းအိုစာမဲရုငွေပေးဆောင်သည်ခန်းစိတ်အကောက်ခွန်ခန်းစိတ်နောဟိခိအာဂေ
အကောက်ခွန်တော့မြင်သည်အခွန်တိုးကောက်သည်လို့ပြောတာဒီမှာဆိုရင်လေအခွန်ဆိုတဲ့ tax ဆိုတဲ့အဓိပ္ပာယ်ရှိတာ哦အဲ့တော့ခံစီနော်ဟီခီယာကေအခွန်တိုးကောက်သည်ခါစေစုရုခါစေစုရုခါစေစုရုအခွန်ကောက်သည်ခါစေအဲ့တော့ခါစေဆိုရင်အခွန်အဲ့တော့နောက်ကစုရုဆိုရင်အခွန်ဆောင်သည်လို့ပြောရမှာပေါ့နော်ခါစေစုရုအခွန်ဆောင်သည်စေကျူစုရုစေကျူစုရုစေကျူစုရုငွေတောင်းဆိုသည်စေကျူငွေတောင်းဆိုခြင်းအဲ့တော့ငွေတောင်းတာကိုပဲပြောတာပါစေကျူရှော့ငွေတောင်းခံလွှာဒိုင်းခင်အဖို့အခကြေးငွေတခုခုလောက်ရတဲ့အတွက်ပတ်စံကုန်နေဆိုရင်အဲ့ဒါကိုဒိုင်းခင်အခကြေးငွေလို့ပြောမယ်တဲဆူရီယောလောက်အခဥပမာပစ္စည်းတွေဘာတွေပြင်ပေးရတယ်ပြင်ပေးရရင်လည်းပဲအဲ့အတွက်လောက်အခယူတယ်ပြီးတော့နောက်တစ်ခုကဒီမှာဆိုရင်အိမ်ငှားတယ်ပေါ့နော်အိမ်ငှားရဆိုလည်းပဲအကျိုးဆောင်ကလေပွဲစားကလိုဟာမျိုးတွေဟုတ်နော်သူတခုခုလှုပ်ဆောင်ပေးရတဲ့အတွက်ပေးရရင်ဒီတဲဆူရီယောဟီခုနှုတ်သည်လျှော်သည်ဖြတ်တောက်သည်ဝါရီဟီခုဆုမဆန်ဝါရီဘီခုလို့ဖြစ်မှာနော်ဝါရီဘီခုဆိုရင်ဈေးလျှော်သည်ဝါရီဘီခိဆိုတာမျိုးလေဂက်ဆေဝါရီဘီခိအဲ့ဆိုရင်ကျောင်းသားမို့လို့ပေးတဲ့လျှော်ဈေးဂခုဝါရီဆိုလဲရပါတယ်ဂခုဝါရီမှန်တယ်နော်သူကဂခုဝါရီဆိုလဲသုံးလို့ရတယ်နေဘီခိစုရုဈေးလျှော်သည်ရှေ့ကဟာကနေတန်းကပါတဲ့နေအဲ့တော့နေဘီခိဈေးလျှော်ခြင်းတသက်ခါရရုငွေစိုက်ပေးသည်ရှက်ခင်စုရုအကျွေးတင်သည်ရှက်ခင်အကျွေးတင်ခြင်းဟာဆန်စုရုဒေဝါလီခံသည်လူမွဲခံသည်ဟာဆန်ဒေဝါလီခံခြင်းလူမွဲခံခြင်းဘိုခင်စုရုအလူခံသည်ဘိုခင်အလူခံခြင်းရှုခင်စုရုငွေလိုက်ကောက်သည်တခုခုရက်ွက်ထဲမှာလုပ်ရရှိလို့ပစံလိုက်ပြီးတော့အလူခံတာမျိုးကောက်တာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်ရှုခင်စုရုဒီရှုကစုဆောင်းနေဆိုတဲ့ဥစ္စာကနေလာတာရှုခင်စုရုအဲ့ဆိုရင်ငွေလိုက်ကောက်သည်ကျူယောလာစာ get q လာစဉ်လာစာလာတိုင်းမှာရတဲ့လာစာ get q ခတ်ခိတ်တဲ့အိမ်တော်မှာသုံးတဲ့ကိုယ့်ရဲ့မိသားစုသုံးတဲ့ပတ်စံအဲ့တော့အိမ်သုံးပိုက်ဆံဘတ်ဂျက်ပေါ့အိမ်သုံးဘတ်ဂျက်လို့ပြောလို့လည်းရပါတယ်ခိုင်းခိတ်အိမ်သုံးဘတ်ဂျက်ကိုယ့်ရဲ့တလားစာတအိမ်လုံးအတွက်သာဝန်ကြီးသုံးတဲ့တလားစာအဲ့ဒါမျိုးကိုခိုင်းခတ်ခိတ်လို့ခေါ်တယ်ရှုပိအသုံးစရိတ်မူရစကိုက်အသုံးဖြုံခြင်းခေဟိအသုံးစရိတ်costo ကုန်ကျစရိတ် cost ကိုပြောတာနော် costo ရီယောရှုရှော့ငွေလက်ခံဖြတ်ပိုင်းကိုရီယောရှုရှော့ရှီဟွန်အရင်အနည်းတခုခုလုပ်ဖို့ရအတွက်မာတီငွေဆိုလဲမှန်ပါတယ်အဲ့တော့ရှီဟွန်ခင်မာတီငွေလုပ်ငန်းစားလုပ်ဖို့ရအတွက်ကိုထုတ်ပေးတဲ့ငွေရှာကိုင်းနောက်ကရှီဟွန်ဒါဆိုရင်ဒီလူပောင်ဖွဲ့စည်းအတွက်သုံးမဲ့လူမှုအဆောက်အုံအတွက်အရင်အနည်းခါရဒါကရှီဟွန်ဒါဆိုလို့ရှိရင်ကိုယ်စွမ်းအရင်ကြီးဆိုတော့လှုပ်အားကိုပြောတာပေါ့လှုပ်အားအရင်ကြီးထည့်ပေးတယ်ဆိုတာမျိုးလှုပ်အားစိုက်ပေးရလीနော်တခုခုလို့ရင်ရှီခင်မာတီငွေရှူနူဝင်ငွေရှီရှုစွအသုံးစရိတ်ခိုင်းဟိအသင်းဝင်ကြီးဖာတီနိုခိုင်းဟိပါတီပွဲကြီးနန်းခိုင်း
နန်ခိုင်နှစ်စဉ်အသင်းဝင်ကြီးခိုင်းစုကန်ကူပွန်လက်မှတ် shocking ကတော့စုချင်းငွေဒါကစုရတယ်ဆိုတဲ့ခံကြီးနော် shocking ကစုချင်းငွေ shocking を獲得するဒါဆိုရင်စုချင်းငွေကိုရယူသည်စုချင်းငွေထုတ်သည် shocking を獲得するはいဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်မှာအခန်း73ကိုသွားပါမယ်အခုကတော့အခန်း7နဲ့7ကိုအတူတူချက်ခဲ့တာပဲဖြစ်ပါတယ်はいお疲れ様でしたまたね